ဒီနေ့မှာတော့ Photoshop အခြေခံသိစရာအပိုင်းတွေကိုကျွန်တော်ကသင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က layer တွေအကြောင်းကိုသင်သွားပေးမှာဖြစ်ပါတယ် layer တွေဆိုတာအခုဒီမဲ့ကျွန်တော်ဆွဲထုတ်ထားတယ်နော်ဒီဟာလေးဒီကဘယ်ကဆွဲထုတ်လဲဆိုတာပြန်ပြမယ်ကျွန်တော်ဒီလိုလေးပေါ်နေမှာနော် brother တို့ထဲမှာဒါမျိုးလေးပေါ်ဒီကောင်လေးကိုလာလေးနဲ့ဖြည့်ပြီးတော့ဒီလိုဆွဲထုတ်လိုက်ရပါတယ်ဒါ layer ပါအောက်ကနေဆွဲချလိုက်နော် layer ဆိုတာကဥမာဒီ model ပုံစံတကယ်လို့ဒီ layer မှာအပေါ်ဆုံး layer မှာမရှိဘဲနဲ့တခြား layer မှာဆိုရင်ပုံကြီးကဒါမျိုးဖြစ်နေပါမယ် layer တွေမလှဘူး layer တွေမထားတတ်ဘူးဆိုရင် layer တွေကဒါမျိုးဖြစ်နေမှာစာသားတွေကလည်းရောက်ချင်တဲ့နေရာရောက်ဒီမျိုးဒါမျိုးတွေဖြစ်နေမယ်ဆိုရင်ဒါက layer မထားတတ်သေးဘူးခေါ်ပါပါဥမာဒီနေ့မှာတော့ကျွန်တော်က layer ကိုဘလို့အလွယ်ကူဆွဲလို့ရလဲဆိုတာကိုသင်ပြီးတော့မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်က workspace အသစ်ခေါ်လိုက်မယ်နော် control n နဲ့ခေါ်လိုက်ပါမယ် new document တစ်ခုခေါ်လိုက်မယ်ကျွန်တော်ကတော့ 1080p ပြီးတော့78နဲ့ဆွဲပါမယ်ဒီမှာကကျွန်တော် ratio လေးတစ်ချက်ပြောင်းလိုက်မယ်နော် C လေးနဲ့ crop လိုက်မယ် C လေးကိုနှိပ်လိုက်ပါမယ် C လေးကိုနှိပ်ပြီးတော့ crop လိုက်မယ်ကျွန်တော် 57 ratio နဲ့ဆွဲပါမယ်ရပြီကျွန်တော်ဒါပထမဆုံး layer ဒီ layer လေးကဒါ background လို့ခေါ်ပါမယ်နောက်ထပ် layer တစ်ခုအသစ်ထွက်ပေါ်မယ် layer တစ်ခုကိုဒီမှာ plug လေးနဲ့ဒီညမှာတွေ့ရနော် brother ကျွန်တော် cursor ပြတဲ့နေရာလေးတစ်ခု layer 1ပေါ်လာပါပြီအဲ့ layer 1ပေါ်မှာကျွန်တော်ကဒီထဲကနေပြီးမှကျွန်တော်ဒီ sky ဆိုတဲ့ layer လေးကိုဆွဲထည့်လိုက်မယ်နော် sky ဆိုတဲ့ပုံလေးကို brother တို့ folder တွေကနေဆွဲထည့်လဲရတယ် folder တွေကနေပြီးတော့ sky ဆိုတဲ့ဟာလေးဆွဲထည့်တယ်ဒါဆိုရင်ကျွန်တော်က layer 1 layer 2 sky ဆိုပြီးဖြစ်သွားလိမ့်မယ်နော်ဒီ sky layer လေးကိုအောက်ကိုဖိပြီးတော့ဆွဲချလို့ရပါတယ်ဒါကကျွန်တော်က background မှာထားခြင်းတဲ့အတွက် background ဒီမှာကကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဥပမာဒီ layer ကို click ထောက်ထားရင်ဒီမှာလာပေါ်လိုက်မယ်နော်နောက်ထပ်ဒီ model ပုံလည်းဒီပုံမှာတစ်ချက်တင်ကြည့်လိုက်မယ် model ပုံနဲ့ကျွန်တော် sky ပုံလေးနှစ်ခုရရင်ဖြစ်ပါတယ်တကယ်လို့ model ပုံသားဒီ sky layer အောက်ကိုရောက်နေမယ်ဆိုရင် model ပုံကြီးပျောက်နေမှာဖြစ်ပါတယ် layer ရဲ့သဘောတရားအပေါ်မှာရှိတဲ့အရာကထိပ်ဆုံးမှာပေါ်ရပဲဖြစ်ပါတယ်ဒါကအပေါ်မှာရှိလို့ပါ model ရဲ့ပုံမှာရှိကျွန်တော် model သားဒီ layer ပုံတင်လိုက်မယ်ဆိုရင် sky ပုံမှာတင်လိုက်မယ်ဆိုရင်ဒီ sky ဆိုတဲ့ layer ကြီးပေါ်မှာဒီ model လေးရောက်သွားပြီဖြစ်ပါတယ်ဒီလိုမျိုးပါ layer တွေကအဲ့လိုစီရပါတယ်ဒါဆိုရင်ဒါ background sky ရှိပြီ model ရှိပြီကျွန်တော်နောက်တစ်ခုကဒီမြက်ခင်းပြင်ကိုတင်လိုက်မယ်ဟုတ်မြက်ခင်းပြင်ပေါ်မှာ model ကိုရှိနေတာဆိုတော့မြက်ခင်းပြင်ကိုအုံနေရာချလိုက်မယ်ပြီးရင် model ကိုမြက်ခင်းပြင်အပေါ်ကိုဆွဲတင်လိုက်မယ်ဒါ layer ရဲ့အလုပ်လုပ်ပုံပေါ့အပေါ်မှာရှိတဲ့ layer ကအပေါ်ဆုံးမှာပေါ်ပါတယ်ကျွန်တော်ဥမာစာရွက်တစ်ခုနှစ်ခုပေါ့ဗျာဒါကကောင်းကင် layer ကြီးပဲထားနော်ဒီကောင်က model layer ပုံမှန်ပြတ်မိနေဆိုရင် model layer ထိပ်ဆုံးကနေပေါ်မယ် sky layer နောက်ကနေပေါ်ပါမယ်အဲ့လိုသဘောတရားပါပဲစာရွက်တစ်ရွက်ပေါ်တစ်ရွက်ထပ်လိုက်တဲ့သဘောတရားပါနော်စာရွက်လူကြည့်တာစာရွက်1စာရွက်2စာရွက်3ကလို့စာရွက်ဒီလိုအပြည့်ပေါ်နေတဲ့စာရွက်ချက်ဒါပုံဆုံးမှရှိနေမယ်ဆိုရင်တခြားဟာတွေဘာမှပေါ်တော့မှာမဟုတ်ပါဘူးအဲ့ဒီကြောင့် sky layer ကျွန်တော်အောက်ဆုံးမှာထားမယ်ပြီးရင်မြက်ခင်းပြင်ကြီးကို PNG ဖောက်ထားရှိရအဲ့တင်မယ်ပြီးရင် model ပုံလေးကိုတင်လိုက်မယ်ဒါဆို layer ရဲ့သဘောတရားအလုပ်လုပ်ပုံ browser နားလည်ဖြစ်ပါတယ်ခုမှကျွန်တော်ကဒီ color ထိုင်နေတဲ့ model ပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ကဒီနာ opacity short ကြည့်လိုက်မယ်ဆိုရင်ဒီပုံလေးကသူ့ရဲ့ opacity ကလောကရော့သွားမှာဖြစ်ပါတယ်ဒါကဘလို့သဘောတရားလဲဆိုတော့အခုမှကျွန်တော်ဒီပုံမှာမြက်ခင်းပြင်ကိုထောက်လိုက်ရင်မြက်ခင်းပြင် layer ကိုသွားပြီး selection ဝင်တယ် model ကိုထောက်လိုက်ရင်ဒီမှာ model ကိုသွားပြီးဝင်တယ်ဥပမာတစ်ခုဒီ model နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘေးကနေ stock တွေပါကုတ်ချင်တယ်ဆိုရင်ဒီဘာလုံးမနေဘူးဒီရောက်လာနှိပ်မနေဘူး model ကိုထောက်လိုက်ရင်ရပါပြီ model ကိုထောက်ပြီးတော့ double click နှိပ်ပြီးတော့ဒီ model မှာပဲ effect ဝင်မှာဖြစ်ပါတယ်ကျွန်တော် stock ကိုလိုက်ပြီဆိုရင်ဒီမှာ stock ကဒီမှာသွားပြီးဝင်နေပါတယ်ဒီမှာဖြူအောင်လေးဆိုရင်ဖြူအောင်ဒါနီအောင်လည်းပဲပြပြီနော်ဘယ်တော့ကြည့်ရရှင်းအောင်ဒါဆိုရင်ဒီကြရမှာပဲသွားပြီးတော့အကျိုးသက်ရောက်ပါတယ်ဒီ effect ကြီးကိုကျွန်တော်က delete လိုက်မယ်ဆိုရင်ပျောက်သွားတယ်ဥပမာထုံနည်းတူပဲဒီမြက်ခင်းပြင်ကိုလည်း double click နှိပ်ပြီးတော့ကျွန်တော်တို့ stock ထည့်လိုက်မယ်ဆိုရင်ဒီမြက်ခင်းပြင်မှာပဲ stock ကလာဝင်တဲ့သဘောပါဒီမှာကြည့်ပါဒါကြီးကိုဖြောင်းလိုက်မယ်ဆိုရင်ဒါကလည်းပျောက်သွားပါမယ် layer ရဲ့သဘောတရားအဲ့တိုင်းပါအဲ့ဒီမှာကျွန်တော်စာသားထည့်မယ်ဒါက layer ဆိုတော့ကျွန်တော် layer ဆိုတဲ့စာသားလေးထည့်လိုက်မယ်နော် layer ဆိုတဲ့စာသားလေးထည့်လိုက်မယ်ဒီစာသားကအခု model ရဲ့အပေါ်မှာရောက်နေတဲ့အတွက် model ရဲ့အောက်ကိုရောက်ချင်းဒီစာသားလေးကိုဖိပြီးတော့စာသားကိုတစ်ချက်ထောက်လိုက်ဒီမှာ selection ဝင်သွားပြီဖြစ်ပါတယ်အဲ့ဟာလေးကို right click လေးဖိပြီးတော့အောက်ကိုဆွဲချလိုက်မယ်အဲ့ဆိုရင် model ရဲ့စာသားပေါ်မှာရောက်သွားပါပြီနော်ဒီစာသားကလည်း
မြက်ခင်းမြေပေါ်မှာရောက်နေသေးရနော်ဒီမှာကြည့်မြက်ခင်းမြေပေါ်ဆွဲရှိလိုက်မြက်ခင်းမြေမှာရောက်တယ်ထိုနည်းတူပဲစာသားလေးကိုမြက်ခင်းမြေအောက်ကိုရွှေ့လိုက်မယ်ဆိုရင်စာသားမြက်ပြည်ရဲ့အောက်ကိုရောက်သွားပြီဖြစ်ပါတယ်ဒါကအပေါ်အောက်ပင်ညာတွေပါဒါလေယာနဲ့ပတ်သက်ပြီးတော့သိတဲ့အချက်လေးတွေပါဒါလေးကအလွယ်ဆုံးလေယာရဲ့အလုံးစုံပုံတွေကိုသိရဖြစ်ပါတယ်နောက်နေ့မှာနောက်ထပ်အပိုင်းတစ်ထပ်ပြီးတင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို follow ထားပါသိချင်တာရှိရင်လည်းကျွန်တော်ကုန်းကမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ